မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မှာတော့မြောက်ကိုရီးယားစကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်ဒီနေ့ထူးထူးစွာကြာနေတဲ့ညတညမှာအသက်24နှစ်ရွယ်ချောမော့ခညာလာတဲ့ဘိုးလေးဝန်ဆိုသူဟာလှုပ်ဝက်တောင်ဝက်တစ်ခုကိုထမ်းဆောင်ဖို့အတွက်ပြင်ဆင်နေပါတယ်သူ့ရဲ့နာမည်အပြည့်စုံကတော့ 1U1 ဖြစ်ပြီးသူကမြောက်ကိုရီးယားရဲ့အမှတ်9446အထူးတပ်ဖွဲ့ကျင်9ဖွဲ့အဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်တူဦးပဲဖြစ်ပါတယ်သူထမ်းဆောင်ရမယ့်တာဝန်ကတော့ခေါင်ရမ်းနီလို့နာမည်ပေးထားပြီးတောင်ကိုရီးယားကိုတိတ်တဆိတ်ဝင်ရောက်ခါလှုပ်ဝက်စွာနေထိုင်ရမှာပဲဖြစ်ပါတယ်ရက်ွက်ထဲကကလေး2ယောက်ဟာအစိမ်းရောင်အားကစားဝတ်စုံဝတ်ထားတဲ့လူငယ်လေးတစ်ယောက်ကိုအနိုင်ကျင့်နေကြပါတယ်အဲ့ဒီလူငယ်လေးကတော့လှုပ်ဝက်တာဝန်ကိုထမ်းဆောင်နေတဲ့မြောက်ကိုရီးယားစစ်ဗိုလ်လေး 1U1 မှာသူဟာအထက်တန်းစစ်သားပြိုင်ပွဲ9ခုမှာစစ်သားပေါင်း2000ကိုအနိုင်ယူခဲ့ပြီးအပြင်းစားကိုခံပညာရက်မှာလည်းမာစတာတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပြင်တနက်ဖြစ်ခဲ့မှုမှာလည်းချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ထိပ်တန်းသရှိုးတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့တရုတ်မှန်ကိုဖုံးကွယ်ပြီးဒီရက်ွက်ထဲမှာအယူအပေါ်ပြား90တစ်ယောက်လိုရုပ်ဖြက်ပြီးနေခဲ့တာပါ။သူကဂျိုးရင်စွန်လို့ခေါ်တဲ့အသက်58နှစ်အရွယ်ဖွားတစ်ယောက်ရဲ့စတိုးဆိုင်မှာတောက်တူမဲရအကူဖြစ်လောက်ကင်နေပါတယ်။ဖွားကသူ့ကိုနေထိုင်ဖို့အတွက်အခန်းတစ်ခန်းပေးထားပြီးလစဉ်လဲလှုပ်အားခတွေပေးပါတယ်။သူကရရှိထားတဲ့လှုပ်အားခတွေကိုတန်ဖုံးလေးထဲမှာထည့်ပြီးစုထားပါတယ်။ပြား90လိုတရုပ်ဆောင်ဖို့အတွက်မနက်တိုင်းမှာနှာခေါင်းထဲကိုတစ်ရှူးစထည့်ပြီးနှချေးပတ်ထွက်အောင်လုပ်ရပါတယ်။ရုပ်ပြချင်းနံပါတ်1အနေနဲ့လူမြင်ကွင်းမှာ9ချိန်ထက်မနည်းချော်လဲပြရပါတယ်။ဒါအပြင်ဆိုင်ရှင်းမှာမနက်တိုင်းတစ်ပြက်စီးလဲရင်လူသွားလူလာခြေနေကိုစောင့်ကြည့်ရပါတယ်။ဒီဘက်မှာတော့ဒုံကူဆိုတဲ့နာမည်နဲ့နေထိုင်နေတာပါ။သူ့လိုပြား90ယူပေါ်လေးကိုမနက်တိုင်းနှုတ်ဆက်နေတဲ့ရိုရန်လို့ခေါ်တဲ့မိန်းမလာတဦးရှိပြီးသူကကုမ္ပဏီတစ်ခုကစီးရင်နိုင်ပါလေးပါ။သူ့မှာဥတိုတက်တဲ့အထက်တန်းကျောင်းသားမောင်လေးတစ်ယောက်လည်းရှိပါတယ်။ဒုံကူကရိုရန်ကိုငေးကြည့်နေရင်သူ့မောင်လေးကသူ့အမကိုမကြည့်ဖို့အတွက်လာရောက်အနိုင်ကျင့်လေးရှိပါတယ်။ဒုံကူရဲ့ဆိုင်ရှင်အဖွားကတော့တပြားကိုနှစ်ပြားခွာတဲ့သူဖြစ်ပြီးပတ်စံကိုစစ်ဆက်သေးချစွာစုဆောင်းတတ်တဲ့သူတူပါ။ဖွားမှာဗန်စာအုပ်9အုပ်တောင်ရှိတာပါ။ဖွားမှာသားတစ်ယောက်ရှိပြီးအဲ့ဒီသားကလည်းအလုံးလက်မဲ့လူပြိုကြီးတစ်ယောက်ပါ။လူရှင်းတဲ့နေ့လည်ခင်း2နာရီလောက်ဆိုရင်ဒုံကူကအိတ်ချင်အောင်ဆောင်နေလို့ရှိပါတယ်။ဒုံကူအိတ်နေတဲ့အချိန်ဆိုရင်ကလေးလေး2ယောက်ကမုတ်ဆိုင်တွေကမုံတွေကိုလာရောက်ခိုးစားတတ်ပါတယ်။ရင်သားဖော်ပြီးဝတ်ထားလေးရှိတဲ့အမျိုးသမီးလေးကတော့လန်ဖြစ်ပါတယ်။သူကဒီရက်ွက်ထဲကိုပြောင်းလာတာမကြသေးပါဘူး။လန်ကဆေးလိတ်ကြိတ်တက်တဲ့သူတူပါ။ delivery ပို့တဲ့ဦးလေးစုကဒုံကူကိုလာရောက်တွေ့ဆုံပြီးအခြေအနေထူးခြားမှုကိုမေးလိုက်ပါတယ်။ဦးလေးစုဆိုတာကလည်းမြောက်ကိုရီးယားမှာတရှိုးတစ်ယောက်ဖြစ်တောင်ကိုရီးယားကိုရောက်နေခဲ့တာ16နှစ်တောင်ကြာခဲ့ပါပြီ။ပေးအပ်လာမဲ့တာဝန်ကိုထမ်းဆောင်ရင်းဒီဘက်မှာဝါသနာပါရာလေးလုပ်ရင်းအခုဆိုရင် Sister Fan Club ဖွဲ့ရဲ့မန်နေဂျာအဖြစ်ယာရုတိုးလို့ပြောနေခဲ့တာပါ။ထိတ်တန်းအရာရှိတယောက်ကိုရက်ွက်ထဲမှာအယူဘောလိုနေခိုင်းတဲ့ပါတီကိုနားမလည်ဘူးလို့ပြောလိုက်တဲ့အတွက်ဒုံကူကတော့နိုင်ငံတော်အတွက်မခံမရနိုင်ဖြစ်သွားရပါတယ်။ဦးလေးစုကတော့ဒုံကူကိုမင်းစိတ်လှုပ်ရှားနေတယ်လို့ပဲဒီနေ့များအချိန်ကျပြီလားလို့မေးလိုက်ပါတယ်။ဒုံကူကတော့သူများကြားသွားမှဆိုလို့ဦးလေးစုကိုပါဇက်အမြန်ပိတ်ပစ်လိုက်ပါတယ်။ကောင်းခင်မှာတော့တိမ်တွင်ညိုလို့မိုးရွာတော့မဲ့အရေးရောင်ပြနေခဲ့တာပါ။တောင်ဝင်ထမ်းဆောင်ဖို့အတွက်ဒုံကူကအစင်သစ်ဖြစ်လို့နေပါပြီ။လမ်းကြားထဲမှာကလေး2ယောက်နဲ့အမေဖြစ်သူဟာထီးကိုစီနဲ့အင်ကိုပြန်လာနေခဲ့ကြတာပါ။ဒုံကူဟာမိုးရီတဲ့ကိုထွက်လိုက်ပြီးပျော်ပျော်ပါပါဆော့ကရုတ်တရက်ဘောင်းမီချွတ်ပြီးဤပါပြစ်လိုက်ပါတယ်။အမေနဲ့ကလေး2ယောက်တို့ဟာလည်းပါဇက်အဟောင်းသားနဲ့ဒုံကူရဲ့လောက်ရက်ကိုအံ့ဩနေကြပါတယ်။ဒုံကူကတော့ရဲလေးရဲ့လက်ပြလိုက်ပြီးအရေးပေါ်ပါလို့ပြောလိုက်ပါတယ်။ဒီအချိန်မှာမိန်းမလာလေးရိုရန်ရောက်လာပြီးဒုံကူရဲ့လောက်ရက်ကိုတွေးသွားခဲ့ပါတယ်။ဒုံကူလည်းငယ်တိတ်ကိုမိုးကြိုးကြီးပြစ်ချလိုက်တယ်လို့ခံစားလိုက်ရပါတော့တယ်။တကယ်တော့ဒုံကူရဲ့ရုပ်ဖြတ်ခြင်းနံပါတ်2အဖြစ်တစ်လတစ်ခါလူမြင်ကွင်းမှာတေးပေါက်ပြရတာဖြစ်ပြီး6လတစ်ခါမှလမ်းပေါ်မှာဤပါပြရတာပဲဖြစ်ပါတယ်။မိုးရွာတဲ့ထက်ဆွနေတဲ့ဒုံကူတစ်ယောက်ဖျားနေခဲ့ပါတယ်။အဖွားကတော့ကျင်နာတဲ့သူတို့ဖြစ်လို့အိယာကမထနိုင်တဲ့ဒုံကူကိုစံပြုတ်တိုင်ရင်ဆိုင်ကိုစိတ်မပူပဲအနားယူဖို့ပြောလိုက်ပါတယ်။ပြီးတော့ငွေရေးကြေးရေးမှာစိတ်ဆက်တဲ့သူမို့အလုံးမစင်းတဲ့ရက်အတွက်လှုပ်အားကနှုတ်ထားလိုက်မယ်လို့ပြောလိုက်တဲ့အတွက်ဒုံကူတစ်ယောက်စံပြုတ်တောင်တီးသွားခဲ့ရပါတယ်။မနက်ပိုင်းတပြက်စီးလဲနေချိန်မှာတော့ခါတိုင်းလိုပဲရိုရန်ကိုတွေ့တော့လက်ပြနှုတ်ဆက်ပေးမယ်ရိုရန်ကတော့နှုတ်မဆက်ရဲပဲဒီတိုင်းဖြတ်သွားလိုက်ပါတယ်။ဒီအချိန်မှာရိုရန်ရဲ့မောင်လေးဟာလမ်းပေါ်မှာချိပါတဲ့ကောင်ငါအမကိုမကြည့်နဲ့လို့ပြောပြီးခေါင်းကိုလွဲအိတ်နဲ့ရိုက်ပြီးထွက်သွားလိုက်ပါတယ်။အရိုက်ခံရတဲ့ဒုံကူကိုဆိုင်ရှင်အဖွားရဲ့သားကပြန်ချဖို့အတွက်လက်ဝှေ့တင်ပေးနေပါတယ်။ဒုံကူပြန်ချရင်2ချက်စာတောင်မရှိပေမဲ့ဒုံကူကတော့အယူပေါ်လိုပဲနေလိုက်ပါတယ်။ဒီချိန်မှာဦးလေးစုရောက်လာတဲ့အတွက်ဆိုင်ကန်နောက်ကနေပြေးလိုက်လာခဲ့ပါတယ်။ဦးလေးစုကဒုံကူကိုစားအိတ်လေးတစ်အိတ်ပေးလိုက်ပါတယ်။စားအိတ်ထဲမှာတော့ဒုံကူအမေရဲ့ဓာတ်ပုံလေးကိုတွေ့လိုက်ရပြီးအယိုသေးပေးလိုက်ပါတယ်။ဆိုင်ရှင်အဖွားရဲ့သားနဲ့ဒုံကူတို့ဟာအဖိုးကိုရဲ့အိမ်ကိုစတိုးဆိုင်ကပစ္စည်းတချို့လာရောက်ပို့ဆောင်ခဲ့ပါတယ်။အဖိုးကိုကတော့ဒီရက်ွက်ထဲမှာအချမ်းသာဆုံးဖြစ်ပြီးတားဖြစ်သူလူပြိုကြီးတစ်ယောက်နဲ့အတူနေထိုင်ပါတယ်။သူကအခန်းလေးကန်းကိုငှားစားထားပြီးမိန်းကလေးလန်ကလည်းဒီမှာပဲငှားနေတာပါ။အိမ်ငှားအစ်စ်ရောက်နေတာကိုအဖိုးကိုကပြောပြလိုက်ပါ
ပါတယ်။တယောက်တည်းရှိတဲ့အချိန်မှာလေ့ကျင့်နေတဲ့ဒုံကူစီကိုလူတဦးရောက်လာပြီးတကားဖွင့်ခိုင်းလိုက်ပါတယ်။သူကတော့ဟေးရန်ဖြစ်ပြီးမြောက်ပိုင်းကဗိုလ်ချုပ်တယောက်ရဲ့သားပါ။သူတို့နှစ်ယောက်ဟာတပ်ဖွဲ့9446မှာအတူတကွလေ့ကျင့်ခဲ့ကြတဲ့တငယ်ချင်းတွေဖြစ်ပြီးတိုက်ခိုက်နိုင်စွမ်းမှလည်းလက်ရည်တူကြပါတယ်။ဟေးရန်ကသူကတာဝန်ထမ်းဆောင်ပြီးရင်ဒဏ္ဍာရီအဖြစ်နဲ့အိမ်ပြန်มาဖြစ်ပြီးဒုံကူကိုတော့ယူပေါ်ဖြစ်ဆက်နေပါလို့ပြောပြီးပြန်ထွက်လာခဲ့ပါတယ်။အဖွားတယောက်ကိုပစ္စည်းပို့ပေးနေတဲ့ဒုံကူဟာဟေးရန်ကိုတွေ့လိုက်တဲ့အတွက်နောက်ခမ်းပြီးလိုက်လာခဲ့ပါတယ်။ဟေးရန်ရဲ့တာဝန်ကိုသိကျင်လို့စုံစမ်းနေတာပါ။ဟေးရန်ကတော့ audition တစ်ခုမှာအသက်စစ်ဆေးမှုပြိုင်ပွဲတစ်ခုကိုလာပြန်ခဲ့တာပါ။ဟေးရန်နဲ့ဒုံကူတို့တွေ့ဆုံပြီးတယောက်စီရဲ့ mission အကြောင်းကိုပြောပြလိုက်ပါတယ်။ဟေးရန်ကရောဂါအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပြီးပြိုင်ပွဲကိုအောင်မြင်မှဖြစ်မှာပါ။ဒါပေမဲ့တောင်ကိုရီးယားကလူငယ်လေးတွေကစိုးနိုင်ကားနိုင်ကြတဲ့သူတွေဖြစ်လို့ပြိုင်ပွဲကထင်းသလောက်မလွယ်ကူခဲ့ပါဘူး။ဒုံကူကအားပေးလိုက်တဲ့အတွက်ဟေးရန်လည်းငါလက်ချောင်းတွေတွေးထွက်တဲ့အထိလေ့ကျင့်မယ်လို့ကြုံဝပြစ်လိုက်ပါတယ်။ဒုံကူရဲ့အခန်းတကားကိုခောက်ပြီးကလေးငယ်လေးကသူ့အကူကိုရှာပေးဖို့လာပြောခဲ့ပါတယ်။သူ့အကူကတေးသွားပေါက်မယ်ဆိုပြီးပြန်မလာဘူးဆိုပြီးငိုယိုနေခဲ့တာပါ။ပြီးတော့ရှာခအဖြစ်ဝက်ဦးချောင်းတစ်ချောင်းပေးလိုက်ပါတယ်။ဒုံကူကတော့အငယ်ကောင်လေးနဲ့အတူလမ်းကြားထဲမှာလိုက်ရှာပေးနေခဲ့ပါတယ်။အမေဖြစ်သူကလည်းငိုယိုကလိုက်ရှာနေပြီးရက်ွက်ထဲကလူတွေကလည်းကူညီပြီးရှာနေပေးခဲ့ကြပါတယ်။ဒုံကူကအိမ်ခေါင်ပေါ်ကနေပြီးအတန်လာရာစီသွားခဲ့လိုက်ပါတယ်။လမ်းမှာတော့လှမ်းထားတဲ့အဝတ်ကိုအမြန်လဲပြီးရုပ်ပြက်လာခဲ့ပါတယ်။အိမ်ထဲမှာတော့သပင်ညက်ဆိုင်ကဦးလေးပတ်နဲ့အကြီးကောင်လေးကိုတွေ့လိုက်ရပါတယ်။ဦးလေးပတ်ကကလေးကိုအိမ်ပြန်ခိုင်းနေပြီးကလေးကတော့မုံတောင်းစားနေခဲ့တာပါ။ဒါကြောင့်မုံဘူးလေးကိုပေးပြီးကလေးကိုချော့မော့ကအိမ်ပြန်ခိုင်းနေခဲ့တာပဲဖြစ်ပါတယ်။အချိန်တွေကိုသုံးသပ်လိုက်တော့ဦးလေးပတ်ကကလေးငယ်ရဲ့အမေကိုသဘောကျနေတာကိုသိရှိသွားခဲ့ပါတယ်။ဒီအချိန်မှာပဲရုတ်တရက်နှာဘူးကောင်လို့အော်တန်ကိုကြားလိုက်ပြီးရက်ွက်ထဲကကလေးကိုကူရှာပေးနေတဲ့သူတွေကသူ့နားလေးကိုဝိုင်းအောင်လာခဲ့ကြပါတယ်။ခုနကတော့ဇောနဲ့မလို့ကိုရိုင်းအောင်တတိမထားမိပဲအဝတ်တွေလဲခဲ့ပေမဲ့အခုမှသူ့ဝတ်ထားတဲ့အဝတ်တွေကစက်တစ်ကွက်ဘောင်းမီနဲ့အမျိုးသမီးအတွင်းခံမှန်တတိထားမိသွားခဲ့ပါတယ်။တော်သေးတာကတော့ကျွတ်အိတ်အမဲကိုအပေါက်ဖောက်ပြီးခေါင်းမှာဆွတ်ထားခဲ့တာကြောင့်သူ့မျက်နှာကိုတော့ရက်ွက်ထဲကလူတွေမမြင်သွားခဲ့ပါဘူး။လူတွေဝိုင်းလာကြတော့တိုက်ပေါ်ကိုတွတ်တက်ပြီးထွက်ပြေးလိုက်ပါတယ်။ဒီအချိန်မှာဦးလေးပတ်နဲ့ကလေးလည်းအိမ်ထဲကထွက်လာကြပြီးရက်ွက်ထဲကလူတွေကတော့ဦးလေးပတ်ကိုကလေးငယ်ကိုကာကွယ်ပေးထားလို့ဆိုပြီးကျေးဇူးတင်နေကြပါတယ်။မြောက်ကိုရီးယားလုံခြုံရေးဌာနမှဒါရိုက်တာဟောင်းတယောက်ရဲ့အိမ်မှာတော့ NIS အဖွဲ့ကလူသိမ်းမှုတချို့အကြောင်းလာရောက်မေးမြန်းနေပါတယ်။ဒါရိုက်တာကြီးကကင်ဂျုံအီနဲ့လီမိုဖုလို့ခေါ်တဲ့စစ်ဗိုလ်နှစ်ယောက်ဟာလွန်ခဲ့တဲ့16နှစ်ကတပ်ဖွဲ့9446ကိုဘယ်သူမှမသိအောင်လှုပ်ဝက်ဖွဲ့စည်းခဲ့ကြတဲ့အကြောင်းနဲ့အခုချိန်မှာကင်ဂျုံအီကတေဆုံးသွားပြီဖြစ်လို့တပ်ဖွဲ့ကဗိုလ်ချုပ်လီရဲ့တီးတက်တပ်ဖွဲ့ဖြစ်သွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။တပ်ဖွဲ့9446ဆိုတာကအဖွဲ့ဝင်တွေကိုငယ်စဉ်ကတည်းကတိုက်ရိုက်ခိုက်ရေးမှာကူးချွန်ပြီးအမိန့်နာခံတတ်အောင်လေ့ကျင့်ပေးထားတဲ့အဖွဲ့ဖြစ်တဲ့အကြောင်းနဲ့သူတို့ကိုရင်ဆိုင်ဖို့မလွယ်ကူကြောင်းပြောပြလိုက်ပါတယ်။ဒီအချိန်မှာတစ်ဖက်တိုက်ပေါ်ကစနိုက်ပါသမားကဒါရိုက်တာဟောင်းကြီးရဲ့ခေါင်းကိုချိန်ရွယ်ကပစ်ခတ်လိုက်တာကြောင့်တေဆုံးသွားခဲ့ပါတယ်။ဒီကိစ္စကြောင့် NIS ကလည်းတပ်ဖွဲ့9446ကိုရင်ဆိုင်ဖို့အတွက်တပ်ဖွဲ့တစ်ဖွဲ့အမြန်ဖွဲ့စည်းလိုက်ကြပါတယ်။ဦးလေးစုဟာဒုံကူကိုလာရောက်တွေ့ဆုံပြီးပါတီအမိန့်ကြောင့်မြောက်ပိုင်းပြန်ရတော့မယ့်အကြောင်းနဲ့ပစ္စတိုတက်လက်ပေးဖို့အတွက်အကူအညီတောင်းလိုက်ပါတယ်။ဦးလေးစုရဲ့မိခင်ဟာသူတောင်ပိုင်းကိုရောက်ပြီးတစ်နှစ်အကြာမှာတေဆုံးသွားတဲ့အကြောင်းနဲ့ခုခါမှာလည်းသူ့ရဲ့မိသားစုဟာတရုတ်ကိုထွက်ပြေးနေချိန်မှာအဖမ်းခံလိုက်ရပြီပဲဖြစ်ပါတယ်။ဒူးထောက်ပြီးတနက်တောင်းလိုက်ပေမဲ့ဒုံကူကတော့ကိုတက်တဲ့ကိုအမိန့်ပေးလိုက်ပါတယ်။ဦးလေးစုကတနက်မောင်းကိုဖြုတ်လိုက်ပေမဲ့ချီမဖြစ်ထားတဲ့အတွက်အသက်ရှင်ခဲ့ပါတယ်။ဒုံကူကနောက်ဆုံးအချိန်ထိနိုင်ငံတော်ကိုတစ္ဆာရှိဖို့နဲ့အသက်ရှင်ရတဲ့ပြန်ပြီးမိသားစုတွေကိုတွေ့ဖို့အတွက်ဆုံးမလိုက်ပါတယ်။ဒုံကူလည်းအမေကိုသတိရပြီးစာတွေအများကြီးရေးထားခဲ့တာပါ။ဒီအချိန်မှာသူ့အခန်းမီးကိုတစုံတစ်ယောက်ကပိတ်လိုက်ပြီးခေါင်းကိုတနက်နဲ့ချိန်တာကိုခံလိုက်ရပါတယ်။ဒုံကူကမြောက်ပိုင်းကလာတာလားမင်းရဲ့တပ်ဖွဲ့ကိုပြောစမ်းလို့မေးလိုက်ပါတယ်။အမောင်တဲကလူကတော့မင်းရဲ့တာဝန်ကိုအားနည်းချက်မရှိလှုပ်ဆောင်နေရလားလို့ပြန်လည်မေးခွန်းထုတ်လိုက်ပြီးဒုံကူကိုဘယ်သူလဲဆိုတာမမေ့ဖို့တတိပေးပြီးပြန်ထွက်သွားခဲ့ပါတယ်။ဒုံကူနောက်ကလိုက်ပြင်မဲ့ထိုသူကအင်မတန်မှမြန်ဆန်နေခဲ့တာပါ။ခေါမိုးပေါ်ကဒုံကူကိုမိန်းကလေးလန်ကဆင်းလာဖို့ခေါ်လိုက်ပြီးကစားကွင်းမှာရင်ဖွင့်လိုက်ပါတယ်။သူမရဲ့နာမည်ကဟိုဂျွန်လန်ဖြစ်တဲ့အကြောင်းနဲ့သူမအသက်18နှစ်မှာတုန်းကကလေးလေးတစ်ယောက်မွေးပြီးသူ့ရဲ့ကလေးငယ်လေးကိုသူမရဲ့မိဘတွေကအမေရိကကိုမွေးစားဖို့အတွက်ပေးလိုက်ကြောင်းရင်ဖွင့်လိုက်ပါတယ်။ပြီးတော့အမူးလွန်နေတဲ့လမ်းကိုဒုံကူကခေါ်လာခဲ့ပါတယ်။အိမ်ရှိမှာတော့ဟေးရန်နဲ့တွေ့ပြီးဟေးရန်ကသူတို့တွေဟာဆော်လမွန်ငါးတွေနဲ့တူကြောင်းဆော်လမွန်ငါးတွေကအင်ကိုအသက်ရှင်ရပြန်ရောက်သွားခဲ့ရင်တောင်မှဥပေါက်ပြီးရင်တေးရတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒုံကူကတော့ပါတီကသူ့အမေကိုကောင်းကောင်းစောက်ရှောက်ထားသွေးသူကတစ္ဆာရှိနေမှာဖြစ်တဲ့အကြောင်းပြန်လဲပြောလိုက်ပါတယ်။အိမ်ပြန်မှာတော့သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့အတွက်သူကနောက်ယောင်ခံသမားကိုပြန်လဲပြီးအမိဖမ်းလိုက်ပါတယ်။တကယ်တော့အဲ့ဒီလူကငငယ်လေးကတည်းကဒုံကူကိုလေး
လေးစားအားကျခဲ့ရတဲ့တက်ဖွဲ့9446မှလီဟေးကျင်ဆိုတဲ့လူငယ်လေးပဲဖြစ်ပါတယ်။ဒေါ်ငူကသူ့ကိုနာမည်နဲ့တကွနှုတ်ဆက်လိုက်တဲ့အခါမှာတော့ထွက်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့လူငယ်လေးရဲ့စိတ်ထဲမှာတော့သူ့ရဲ့အိုင်ရောစီနီယာကြီးကသူ့ကိုနာမည်နဲ့တကွမှတ်မိနေလို့ပျော်နေခဲ့တာပဲဖြစ်ပါတယ်။ဒေါ်ငူကတော့တက်ဖွဲ့ကလူသစ်2ယောက်ကိုဇက်တိုက်ပို့လိုက်လို့ထူးဆန်းနေခဲ့ပါတယ်။မနေ့ရောက်တဲ့အခါကျောင်းသားလေးကဒေါ်ငူကိုသူ့ရဲ့တငယ်ချင်းအစ်စ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီတငယ်ချင်းအစ်စ်ကတော့လူ့ဝက်တရှိုးလေးလီဟေးချင်းမှာဒေါ်ငူကဦးလေးစုအတွက်စိတ်ပူသွားပြီးဘေးကဖြစ်သွားတဲ့ delivery ဦးလေးကိုဦးလေးစုအကြောင်းမေးလိုက်တဲ့အခါမှာတော့မင်းညကလေးကအဆက်အသွယ်မရတဲ့အကြောင်းသိလိုက်ရပါတယ်။ NIS ဌာနမှာတော့မြောက်ပိုင်းကအာဏာပိုင်တွေအကြောင်းဆွေးနွေးနေကြပါတယ်။9446ကတပ်သားတွေကတင်းရှောင်လာတဲ့လူတွေကိုတပ်ပစ်နေတာဖြစ်လိမ့်မယ်လို့ခန့်မှန်းလိုက်ကြပါတယ်။ပြီးတော့ဒီဘက်ကလည်း9446ကိုရင်ဆိုင်ဖို့အတွက်တပ်ဖွဲ့ဖွဲ့ထားပြီးဖြစ်တယ်လို့ဆွေးနွေးလိုက်ကြပါတယ်။လမ်းကြားတနေရာမှာတော့ចောင်းသားလေးလီဟေးချင်းကိုဒေါ်ငူကဦးလေးစုအကြောင်းမေးလိုက်ပါတယ်။ចောင်းသားလေးကဦးလေးစုကသူ့ကိုယ်သူတက်သေးဖို့လုံနေလို့တားပြီးမြောက်ပိုင်းကိုပြန်ဖို့အတွက်နားချလိုက်တဲ့အကြောင်းနဲ့ဦးလေးစုစားသူကတာဝန်ယူမှဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။သူတို့ပြောနေတဲ့အချိန်မှာလူသားနေကြတဲ့အတွက်လမ်းကြားတဲ့ကိုအမြန်ပုံးနေလိုက်ကြတယ်။ရိုးရန်ကိုသူ့ရဲ့အထက်လူကြီးကအိမ်ပြန်လမ်းမှာလိုက်ပြီးနှောက်ယှက်နေတာပဲဖြစ်ပါတယ်။ဒေါ်ငူကចောင်းသားလေးကိုတွားခဲ့ခိုင်းနေတဲ့အချိန်မှာပဲရိုးရန်ရဲ့မောင်လေးရောက်လာပြီးအဲ့ဒီလူကိုမောင်းထုတ်လိုက်ပါတယ်။ဒေါ်ငူကចောင်းသားလေးစီကဖုန်းကိုတောင်းလိုက်ပြီးအဲ့ဒီအထက်လူကြီးကိုနှာဘူးကောင်ရဲ့အဝတ်တွေဝတ်ပေးလိုက်ပြီးဓာတ်ပုံရောဗီဒီယိုရောရိုက်ယူထားလိုက်ကရိုးရန်ကိုနောက်ထပ်နှောက်ယှက်ရင်နဲ့အလုပ်ဖြုတ်မယ်ဆိုရင်ဒီပုံတွေကိုဖျက်ပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဒေါ်ငူရဲ့ခေါင်းမိုးတက်လေးမှာတော့တချို့3ယောက်တွေ့ဆုံနေကြပါတယ်။လီဟေးချင်းကဒေါ်ငူရဲ့အဝတ်တွေကိုအလိုက်တသိနဲ့စော်ပေးနေခဲ့တာပါ။ဟေးရန်ကသူ့ကိုငယ်သေးတယ်လို့ပြောလိုက်လို့သူကဒီယာဒူးကိုအသက်နဲ့ရင်းပြီးမှရလာတဲ့အကြောင်းကိုခန္ဓာကိုယ်ကဒဏ်ရာတွေကိုပြသပြီးပြောလိုက်ပါတယ်။အောက်ထပ်မှာတော့ဖွားရဲ့ဆိုင်ကိုလူမိုက်တွေရောက်ရှိလာပြီးသူတို့ရဲ့အရက်ကိုတင်ရောင်းပေးဖို့အတွက်တောင်းချမ်းနေခဲ့တာပါ။ဒေါ်ငူကဒီပြဿနာကိုသူရှင်းလိုက်မယ်ဆိုပြီးအောက်ထပ်ကိုချော်လဲပြီးဆင်းသွားခဲ့ပါတယ်။လူမိုက်ကအဖွားကိုတွန်းလိုက်တာကြောင့်ဒေါသထွက်ပြီးပြန်လုံမဲ့အလုပ်မှာအဖွားကပြဿနာမဖြစ်စင်နဲ့ဆိုပြီးတားလိုက်ပါတယ်။ဒါကြောင့်ဒေါ်ငူကသူ့ရဲ့တရုတ်မှန်ကိုအဖွားကတီးနေခဲ့တာလားဆိုပြီးတန်တရားဝင်သွားခဲ့ပါတယ်။အဖွားရဲ့သားပြန်ရောက်လာတဲ့အချိန်မှာတော့လူမိုက်တွေကိုစည်ရင်ရှင်းဖို့အတွက်လိုက်သွားပါတယ်။ဒေါ်ငူကလီဟေးချင်းရဲ့အချိန်ပိုင်းလုပ်ကိုလာခဲ့ပြီးလူမိုက်တွေစီကို2ယောက်သားလာခဲ့လိုက်ပါတယ်။ဂိုဒေါင်ထဲမှာတော့အဖွားရဲ့သားဟာလူမိုက်တွေရိုက်နှက်တာကိုခံနေရပါတယ်။ဒေါ်ငူကလီဟေးချင်းကိုလူမိုက်တွေကိုပညာပေးပြီးဂိုဒေါင်ကိုရှင်းပြလိုက်လို့ပြောလိုက်ပါတယ်။လီဟေးချင်းကတော့ဂိုဒေါင်ကိုဘာလို့ရှင်းပြရမှာလဲလို့နားမလဲစွာမေးလိုက်တော့ဒေါ်ငူကသူ့ကောင်းကအိုးထုတ်လေးကိုဟေးချင်းကိုစောင်းပေးလိုက်ပြီးငါအတွက်လုပ်ပေးပါလို့ပြောလိုက်ပါတယ်။လေးစားရတဲ့စီနီယာကအကူအညီတောင်းတာဆိုတော့တခွန်းဆိုတခွန်းခေါင်းငိမ့်လိုက်ပါတယ်။ဟေးချင်းကမိမေးလိုက်ပြီးကြံတဲ့မီလုံးတွေကိုတူနဲ့ပစ်ကဂိုဒေါင်ကိုအမှောက်ချလိုက်ပါတယ်။ဒေါ်ငူကတော့ယူပေါပေါနဲ့ဒဏ်ရာတွေရနေတဲ့အကိုကြီးစီကိုကြက်ဥတလုံးလာပေးလိုက်ပါတယ်။အကိုကြီးကတော့သူ့အမေနဲ့အယူပေါလေးဒေါ်ငူကိုအဆုံးထိစောင့်ရှောက်မဲ့အကြောင်းပြောလိုက်ပါတယ်။နောက်ရက်မှာတော့ရက်ွက်ထဲကလူတွေအားလုံးကိုအဖွားကကျစ်စွတ်ပြုတ်လုပ်ကြွေးနေခဲ့တာပါ။အကိုကစုံတော့ဟောင်းတယောက်ဖြစ်တဲ့အတွက်ဒေါ်ငူရဲ့နောက်ကျောင်းကိုစုံစမ်းပေးဖို့အဖွားကအကူအညီတောင်းလိုက်ပါတယ်။သူတို့ရဲ့စားပွဲလေးကတော့ပျော်စရာလေးဖြစ်ခဲ့ပါတယ်။မြောက်ပိုင်းမှာတော့ဗိုလ်ချုပ်လီက9446တပ်ဖွဲ့ရဲ့တရှိမှုဟာသူ့ကိုကျင်းတဲ့ချက်သေးကိုရောက်စေတဲ့အတွက်နေရာအနှံ့ကိုရောက်ရှိနေတဲ့အဖွဲ့သားတွေကိုပြန်ခေါ်ပြီးပုံကံမှုနဲ့ကွပ်မျက်ဖို့အတွက်ရုံမာစွာကြံစည်နေပါတယ်။ဗိုလ်မှူးကတော့သူတို့တွေကိုနိုင်ငံတော်ရဲ့တော်လှန်ရေးတပ်သားတွေအဖြစ်ဂုဏ်ရှိတေခွင်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။သူတို့တွေကိုတစ်ဆက်ဖောက်အဖြစ်ကွပ်မျက်မဲ့အစားတပ်သိခိုင်းဖို့အတွက်တင်ပြလိုက်ပါတော့တယ်။ဒီဘက်ကတချို့3ယောက်ကတော့ငါ6ကောင်းခွာရင်အလုရှုံနေခဲ့ကြပါတယ်။ဦးလေးဘက်ကဝစ်စုံပြေးဝစ်ပြီးပန်းစည်းကင်ကဒုံငူတို့ဆိုင်မှာကိတ်မုံလာဝဲပါတယ်။ကလေးတို့အမေကိုလက်ထက်ခွင့်တောင်းဖို့အတွက်ပါ။ဒုံငူကကလေးတွေကြိုက်တတ်တဲ့ကြက်ဥချောင်းကိုပဲရောင်းပေးလိုက်ပါတယ်။ဒုံငူတယောက်ကောင်းကင်ကြီးကိုကြည့်ရင်သူ့အမေကိုလွမ်းနေတဲ့ချိန်မှာသူ့စီကိုမက်ဆေ့ဝင်လာခဲ့ပါတယ်။သူ့လိုပဲအခြားတပ်သားတွေရဲ့ဖုန်းထဲကိုဝင်လာတဲ့မက်ဆေ့ရဲ့လှုပ်ဝက်ကုတ်ကိုဖော်လိုက်တဲ့အခါမှာတော့သူတို့တွေရဲ့နောက်ဆုံးတာဝန်ဖြစ်ကိုတက်တည်ကြဖို့ပဲဖြစ်နေခဲ့ပါတယ်။ချော်မှုမရှိအောင်တခြားသူတွေကိုတက်ပြီးမိမိကိုတက်တည်ကြရမှာပါ။ဖပြေးကြတဲ့တပ်သားတချို့ရှိပေမဲ့လည်းရှာဖွေပြီးတုတ်တင်ကကိုအဆုံးစီရင်လိုက်ကြပါတယ်။ဒုံငူကတော့ပါတီကဘာလို့ဒီလိုမိန့်နာလဲလို့တွေးတောနေခဲ့ပါတယ်။ဒုံငူကိုရှင်းဖို့အတွက်တော့လီဟေးချင်းရောက်နေခဲ့တာပါ။အမိန့်ကိုတွေးဝင်နေလို့သူတို့2ယောက်ကိုမင်းတို့ကတောင်ပိုင်းခွေးတွေဖြစ်နေပြီးမင်းတို့ကိုတတ်မှတ်ဖြစ်မယ်လို့ပြောလိုက်ပါတယ်။တိုက်ခိုက်လိုက်တော့တနက်လွတ်ကျသွားပြီးထွက်ပြေးသွားပါတယ်။ဒုံငူကနောက်ကလိုက်ပြီးဟေးချင်းကိုတနက်ပေးကသူ့ကိုတတ်ဖို့အတွက်ပြောလိုက်ပါတယ်။သူ့ရဲ့စီနီယာကိုခန်းစားချက်ကြောင့်မတတ်နိုင်မဲ့ဖြစ်နေလို့ဒုံငူကနီးလန့်ရှိအောင်မှာပါလို့ပြောပြီးထွက်လာခဲ့ပါတယ်။ NIS ကတော့အမှုအခင်းဖြစ်တဲ့နေရာမှာရောက်ရှိလို့နေပါတယ်။အလောင်းစစ်ဆေးသူကတာဝန်ရှိတဲ့သူကိုအလောင်းတဲကရတဲ့ GPS လေးကိုအနှံ့လိုက်ပါတယ်။ဟေးရန်နဲ့လီဟေးချင်း
ချင်းတို့ဟာနောက်ယောင်ခံလိုက်တာကိုခံနေရပါတယ်။ဒုံကူကတော့တာဝန်ကြီးတစ်ခုထမ်းဆောင်ရမှာဖြစ်လို့အချိန်တော်ကြာစာမရင်းနိုင်တော့တဲ့အကြောင်းကိုသူ့အမေစီကိုနောက်ဆုံးအနေနဲ့စာရေးလိုက်ပါတယ်။အိမ်ပြင်ကိုထွက်လာတဲ့အချိန်မှာတော့ NIS အရာရှိကိုတွေ့လိုက်ရပါတယ်။တကယ်တော့ဒီအရာရှိကလည်းတပ်ဖွဲ့9446ကပဲဖြစ်ပြီးမြောက်ကိုရီးယားကထွက်လာတဲ့အချိန်မှာသူ့ရဲ့ညီငယ်လေးကိုဆုံးရှုံးခဲ့ရတာပါ။အခုတော့သူက NIS မှာအရာရှိတစ်ယောက်ဖြစ်နေပြီးမြောက်ပိုင်းနဲ့သက်ဆိုင်တဲ့အမှုတွေကိုကင်တွယ်ဖြေရှင်းပေးနေရတာပါ။အရာရှိကဒုံကူကိုဖမ်းမဲ့အချိန်မှာလီဟေးချင်းရောက်လာပြီးတိုက်ခိုက်လိုက်ပါတယ်။တကယ်တော့အရာရှိကသူတို့ကိုဖမ်းဖို့အတွက်မြားခေါ်လာခဲ့တာပါ။ခွဲနဲ့ဖမ်းဆီးလိုက်တဲ့အတွက်လီဟေးချင်းလည်းဖမ်းမိသွားပါတယ်။ဖမ်းမိသွားတဲ့အခါမှာတော့ဟေးချင်းရဲ့ခန္ဓာကိုယ်ထဲမှာထည့်ထားတဲ့ GPS လေးကိုထုတ်ယူထားလိုက်ကြပါတယ်။ဒုံကူဟာလီဟေးချင်းရဲ့နောက်ကိုလိုက်မဲ့အချိန်မှာတော့ဦးလေးစုကိုတွေးလိုက်ပါတယ်။ဦးလေးစုကိုဒုံကူကသူတို့ကြုံတွေ့နေရတာတွေကိုပြောပြလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးကတော့သူ့လက်အောက်ကဘုံမူးကိုတတ်မသေးပဲကျန်တဲ့တပ်သားတွေကိုရှင်းလင်းဖို့အတွက်တောင်ပိုင်းကိုလွှတ်လိုက်ပါတယ်။လွန်ခဲ့တဲ့16နှစ်ကတပ်ဖွဲ့9446ကိုဖွဲ့စည်းတဲ့အချိန်မှာကန့်ကွက်သူတဦးရှိခဲ့ပါတယ်။သူကတော့နိုင်ငံရေးပါမောက္ခ Professor ဆူပဲဖြစ်ပါတယ်။ Professor ကြီးကတိုက်ခိုက်ဖို့လေ့ကျင့်ထားတဲ့တပ်သားတွေဟာနေမြေသစ်မှာပြောင်းလဲလွယ်တယ်ဆိုတဲ့အဆိုကိုတင်သွင်းခဲ့တာပါ။ဒါကြောင့် Professor ဆူကိုဗိုလ်ချုပ်ကြီးကတောင်ပိုင်းကိုပို့ပြီးတက်တည်ပြခိုင်းခဲ့ပါတယ်။အခုမနေ့ရရှိတဲ့သတင်းအရကိုတတ်မသေးသေးတဲ့တပ်သားတွေရှိခဲ့တာကြောင့်သူ့ရဲ့အဆိုဟာမှတ်ကန်ကြောင်းတက်တည်ပြနိုင်သွားခဲ့ပါတယ်။ဒုံကူကတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးသူ့ရဲ့ဆက်ကလေးကိုလွှင့်ပစ်လိုက်ပါတယ်။ပြီးတော့ဦးလေးပတ်စီသွားပြီးအမေနဲ့သွားတွေ့ဖို့အတွက်တက်ရက်လေးစပင်းညှက်လိုက်ပါတယ်။မနက်ပိုင်းတစ်ပြက်စီးလဲနေတဲ့အချိန်မှာတော့ရိုးရက်ကိုမောင်လေးနဲ့အရာရာတိုင်ပင်ဖို့အတွက်မှာကြားလိုက်ပါတယ်။ခိုကျွန်းကိုလည်းအမကိုစောင့်ရှောက်ဖို့အတွက်မှာကြားလိုက်ပြီးအဖွားကိုတော့ဒီနေ့ပဲအိမ်ပြန်တော့မယ်လို့နှုတ်ဆက်လိုက်ပါတယ်။အဖွားကသူဒီကိုရောက်လာခါစားကအင်ကြီးလေးကိုပေးလိုက်ပြီးမဆာအုပ်လေးတစ်အုပ်ကိုပါပေးလိုက်တာပါ။ဒီတော့တွင်ဒုံကူရဲ့လောက်အားခတွေကိုစာအုပ်ထဲမှာစုထားပေးခဲ့ပါတယ်။အင်ကြီးလဲဝတ်ပြီးအောက်ထပ်ကိုဆင်းလာချိန်မှာတော့မင်းကလေးလန်ကိုတွေ့ပြီးစစ်လေးဖြတ်ဖို့အတွက်ပြောလိုက်ပါတယ်။ပြီးတော့သူစုထားတဲ့စုဘူးလေးကိုပေးလိုက်ပြီးလမ်းရဲ့မွေးစားခံလိုက်ရတဲ့ကလေးရဲ့လိပ်စာကိုပေးကဘူးတွေကပတ်စံတွေနဲ့တွားတွေ့ဖို့အတွက်ပြောလိုက်ပါတယ်။ဒုံကူကနောက်ရောက်ခံလိုက်တဲ့သူကိုတိုက်ခတ်လိုက်ပြီး NIS အရာရှိကိုဆက်သွယ်လိုက်ပါတယ်။လီဟေးချင်းကိုညီလေးဖြစ်ဆောင်ရှောက်ဖို့အတွက်အကူအညီတောင်းနေချိန်မှာပဲတပ်ဖွဲ့ခေါင်းဆောင်ဘုံမှုဟာတောင်ပိုင်းကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒုံကူကဟေးရန်ကိုတပ်ဖွဲ့ခေါင်းဆောင်ရောက်နေပြီးသူတို့ခန္ဓာကိုယ်ထဲမှာ GPS ထပ်ထားလို့လွတ်အောင်ပြေးနိုင်မှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်။ NIS အရာရှိကတော့လီဟေးချင်းကိုတပ်ဖွဲ့ခေါင်းဆောင်ကိုရောဗိုလ်လေးဝံကိုရောဖမ်းပစ်မယ်လို့ကြုံဝါလိုက်ပါတယ်။ဟေးချင်းကတော့သူ့ကိုအခင်းနေရာကိုခေါ်သွားပေးပါ။သူကတခြားသူတွေကိုဖမ်းရင်ကူညီပေးပါမယ်လို့ပြောလိုက်ပါတယ်။တပ်ဖွဲ့ခေါင်းဆောင်နဲ့ဗိုလ်လေးဝံတွေ့တဲ့အခါမှာတော့သူတည်သွားရင်သူ့အမေကိုပါတီကစောက်ရှောက်ထားမှလားလို့မေးလိုက်ပါတယ်။တပ်ဖွဲ့ခေါင်းဆောင်ကတော့မဖြေပဲသူ့တစ်ဖက်ကိုတတ်ဖို့အတွက်ပြောလိုက်ပါတယ်။ဗိုလ်လေးဝံကတော့အမေအတွက်စိတ်မအေးရလို့မသေးနိုင်သေးဘူးဖြစ်နေပါတယ်။သူတို့တွေတိုက်ခိုက်ကြရင်ပရင်းပေါက်ကနေအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါကိုကလေးနှစ်ယောက်ကတွေ့သွားပြီးဣပါမလို့လားလို့မေးပြီးထီးလေးနဲ့ကာပေးလိုက်ပါတယ်။ကလေးတွေကိုပါတက်ပြစ်ဖို့လုပ်နေလို့ဟေးရန်နဲ့ဒုံကူကကလေးတွေကိုခေါ်လာလိုက်ပြီးဦးလေးပတ်စီပို့ပေးထားခဲ့ပါတယ်။ဒုံကူတို့ကားနာကိုလိုက်လာတဲ့တပ်ဖွဲ့ခေါင်းဆောင်ရဲ့ကားကိုလည်း NIS ကခြေရခံပြီးသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကစောက်လက်စတိုက်ခန်းတွေစီကိုလာခဲ့လိုက်ပါတယ်။ဒီနေရာမှာတော့ဦးလေးစုရှိနေခဲ့တာပါ။ဦးလေးစုကဒုံဦးကိုနောက်ဆုံးအချိန်လာတွေ့တော့ကလက်နက်တွေတောင်းထားခဲ့တာပါ။ဒါပေမဲ့အခုချိန်မှာဦးလေးစုပေးတဲ့အိတ်ထဲမှာတော့အုံနီခဲတွေပဲရှိနေခဲ့တာပါ။ဒီချိန်မှာတော့ဦးလေးစုရဲ့တရုတ်မှန်ပေါ်ထွက်လာခဲ့ပါတယ်။ဦးလေးစုကသူ့ကိုယ်သူနိုင်ငံရေးဌာနပေါမောက်ခလို့မိတ်ဆက်လိုက်ပြီးဟေးရန်တို့တစ္ဆာဖောက်တာနဲ့သူ့ရဲ့အစိုးတင်သွင်းမှုဟာမှန်ကန်ကြောင်းတက်သေးပြပြီးဖြစ်သွားမှာမလို့ခြေနဲ့ဆွာနဲ့ပြုံးလိုက်ပါတယ်။ဒုံကူအတွက်တော့နိုင်ငံကိုတစ္ဆာဖောက်လို့စိတ်မရှိပေမဲ့တူးရဲသောအမေအတွက်နောက်ဆန်တင်နေခဲ့တာပါ။ဒုံကူကတော့သူတက်ဖွဲ့တဲ့ကိုဝင်ချိန်မှစလို့ပါတီကသူ့အမေကိုကောက်ကောက်မွန်မွန်ဆောက်ရှောက်ထားတယ်လို့ပဲထင်ခဲ့တာပါ။ပမောက္ခစုကမင်းတို့တက်ဖွဲ့တဲ့ဝင်တဲ့အချိန်ကတည်းကတက်ဖွဲ့ဝင်တွေရဲ့မိသားစုတွေဟာဖမ်းဆီးထိန်းသိမ်းတာကိုခံကြရပြီးမင်းအမေကိုကွက်မြက်ပြီးပြီလို့ပြောလိုက်တဲ့အချိန်မှာတော့ဒုံကူဟာမယုံကြည်နိုင်လောက်အောင်ဖြစ်သွားပြီးပမောက္ခစုကိုလည်းပဲညှစ်လိုက်ပါတယ်။တိုက်ပေါ်ကစနိုက်ပါသမားကလည်းသူတို့ရှိရဘက်ကိုပစ်ခတ်နေပါတယ်။ဒီချိန်မှာ NIS အဖွဲ့တွေရောက်လာခဲ့ပြီးအတူပါလာခဲ့တဲ့လီဟေးချင်းလည်းလွတ်မြောက်သွားပါတယ်။တပ်ဖွဲ့ခေါင်းဆောင်တို့လည်းရောက်လာပြီးပမောက္ခစုကအိမ်ပြန်ရောက်ရင်မင်းတို့ကိုတိုင်ပြောမယ်လို့နေလို့တစ်ချက်ကြွေးပစ်လိုက်ပါတယ်။ပြီးတော့လဲကျနေတဲ့တပ်သားတွေအားလုံးကိုတပ်ပစ်လိုက်ပါတယ်။တိုက်ပေါ်ကစနိုက်ပါသမားတွေကိုဟေးချင်းကရှင်းလင်းလိုက်ပြီး NIS အရာရှိကိုတော့ဒုံကူကိုသွားခဲ့ဖို့အတွက်ပြောလိုက်ပါတယ်။ဟေးရန်တို့လည်းတိုက်ခေါင်မိုးပေါ်ကိုပြေးလွတ်မြောက်လာခဲ့ပြီးသူ့ဖုန်းထဲကိုတော့အတန်စစ်ဆေးမှုအောင်မြင်တဲ့အကြောင်းကိုမစိတ်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာသူ့အတွက်တော့ဒီချိန်မှာအဓိပ္ပာယ်မရှိတော့ပါဘူး။သူတို့နှစ်ယောက်ကဒီမှာတည်ကြမလားဘဝတစ်ကိုရွေးကြမလားလို့ရွေးချယ်ဖို့အတွက်ဖြစ်လာခဲ့ပါပြီ
ပြီဖွဲ့ကောင်းဆောင်တို့ရောက်ရှိလာပြီးတိုက်ခိုက်ရင်းဖွဲ့ကောင်းဆောင်ကိုမနိုင်မဲ2ယောက်လုံးမှောက်ကုန်ကြပါတယ်ဒီအချိန်မှာ NIS အဖွဲ့တွေရောက်ရှိလာကြပါတယ်တပ်ဖွဲ့ကောင်းဆောင်က NIS အဖွဲ့တွေကိုဂယုမဆိုင်ပဲဒုံကူကိုပြစ်ဖို့ချိန်ရွယ်လိုက်တဲ့အချိန်မှာတော့သူ့ချက်တော့ကိုပြစ်ခံလိုက်ရပါတယ် NIS ထဲမှာရောနှောနေတဲ့လီဟေးကျင်ထွက်လာပြီးဘိုးမှုကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်အဲ့ဒီနောက်တပ်ဖွဲ့ကောင်းဆောင်ဘိုးမှုကလက်ပစ်ဘုံးကိုထုတ်ပြီးအားလုံးအတူတေချဖို့လှုပ်လိုက်တဲ့အချိန်မှာတော့ဟေးရန်ကတပ်ဖွဲ့ကောင်းဆောင်ကိုတွန်းပြီးတိုက်အောက်ကိုခုန်ဆင်းလမ်းမှာပဲပောက်ကွဲသွားခဲ့ပါတယ် NIS အရာရှိကအညံ့ခံဖို့ပြောလိုက်ပေမဲ့ဟေးကျင်ကဒုံကူကိုထွက်ပြေးဖို့ပြောလိုက်ပါတယ်ဒုံကူကတော့သူ့အိတ်ထက်ကဗန်စာအုပ်လေးကိုထုတ်ကြည့်လိုက်ပါတယ်တလားသူ့ကိုလုံအားကနည်းနည်းပဲပေးတယ်လို့ထင်ထားခဲ့တဲ့အဖွားကဗန်ထဲမှာသူ့အတွက်လစဉ်လာတိုင်းလုံအားကတွေကိုပို့ပြီးထည့်ပေးထားခဲ့တာပါသူတစ်သက်လုံးတစ္ဆာခံခဲ့တဲ့နိုင်ငံတော်ကတော့ခုချိန်မှာသူ့အတွက်အဓိပ္ပာယ်မရှိတော့ဘဲ2နှစ်တာတာဝန်ထမ်းဆောင်ခဲ့တဲ့သူ့ရဲ့စတိုးဆိုင်နဲ့ရက်ွက်လေးတွေကလူတွေကတော့သူ့အတွက်အဓိပ္ပာယ်ပိုရှိလို့နေခဲ့ပါတယ်ရက်ွက်ထဲကလူတွေကိုတတိယပြီးပြန်သွားခြင်းနဲ့အရင်လိုပြန်နေခြင်းနဲ့လို့မိုးရွာထဲမှာငိုကြွေးပစ်လိုက်ပါတော့တယ်တကယ်တော့ဒုံကူလိုပဲအဖွားနဲ့ရက်ွက်ထဲကလူတွေကလည်းသူ့ကိုတတိယနေခဲ့ကြတာပါခေါင်းမတဲ့ကောင်လေးဟေးကျင်ကတော့အဆုံးထိပြစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်ကြီးရီတရဇက်မှန်နေတဲ့ဟေးကျင်ကိုဒုံကူကဝင်ကာပေးလိုက်ပြီးတိုက်ပေါ်ကနေပြုတ်ကျသွားပါတယ်တစ်ချိန်ကပြုံးပြော်မှုခဲ့တဲ့အမှတ်တရလေးတွေကိုတွေးရင်ဒုံကူမျက်စိမိတ်လို့သွားခဲ့ပါပြီဆောင်းတွင်းကိုရောက်လာခဲ့ပါပြီဖွားကတော့ကြက်မာနေစေပါပဲဖွားရသားကတော့ရဲဝင်သားဆံမွေးပွဲကိုအောင်မြင်သွားခဲ့ပါပြီဒုံကူဟာကြောက်စရာကောင်းတဲ့တချိုးလိုကြားသိရပေမဲ့အဖွားကတော့မယုံနိုင်ခဲ့ပါဘူးရက်ွက်ထဲမှာအစိမ်းရဝတ်စုံဝတ်ပြီးပြေးလွှားနေခဲ့တဲ့အပြစ်ကင်းတဲ့အပြုံးနဲ့ဒုံကူကိုတော့အဖွားကသတိရနေစေပါပဲရက်ွက်လေးရဲ့တနေရာမှာချိတ်ထားတဲ့သူတို့ဓာတ်ပုံလေးပေါ်ကဒုံကူအသက်ရှင်နေရင်ဖုန်းဆက်ပါဆိုတဲ့စာလေးကိုအဖွားကနှင်းမုံလေးတွေကိုတရုတ်တရနဲ့တုပ်ပေးနေစေမှာတော့ဓာတ်ပုံအောက်ကနေကားအောင်နေပါအမေဆိုတဲ့စာတန်းလေးကိုတွေးလိုက်ရင်းဇက်သိမ်းသွားခဲ့ပါတယ်ဇလန်းလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်